ကိုဖြည့်ဆည်းဖို့ဗီဒီယိုအတုလုပ်ပြီးနာမည်ဖြတ်ခဲ့တဲ့ဆွေမျိုးရင်းချကိုဥပဒေနဲ့အညီဘယ်လိုပညာပေးရမလဲဆိုတာကြည့်လိုက်ရအောင်မင်းကလေးဟာ reality show ကြောင့်နာမည်ကြီးလာတာကိုဝမ်းကွဲညီမဖြစ်သူကမနာလိုဖြစ်ပြီးအကွက်ကြထောင်ချောက်ဆင်ပါတယ်သူမကမင်းကလေးကိုခေါ်တွေ့ပြီးငယ်စဉ်ကတည်းကအနိုင်ကျင့်ခံခဲ့ရတယ်လို့ဟန်ဆောင်ကဗီဒီယိုခိုးရိုက်ပါတယ်ပြီးနောက်အရှိနောက်ဖြတ်တောက်ပြီးမင်းကလေးဟာလူမိုက်တယောက်အတွင်းဖြစ်အောင် social media ပေါ်တင်လိုက်ပါတော့တယ်တနိုင်ငံလုံးရဲ့ဝိုင်းဝန်းဆဲဆိုမှုကိုခံရပြီး reality show အဖွဲ့ကပါစာချုပ်ဖြတ်သိမ်းဖို့လှုပ်လာတဲ့အခါမင်းကလေးဟာသူမထောင်ချောက်ဆင်ခံရမှန်းသိသွားပါတယ်သူမကအမှန်တိုင်းပြောဖို့နဲ့ဗီဒီယိုဖြုတ်ဖို့ဝမ်းကွဲညီမကိုအခွင့်အရေးပေးခဲ့ပေမဲ့ညီမဖြစ်သူကတော့အထင်သေးစွာနဲ့ညှင်းဆိုခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစနစ် system ကနေနာမည်ဖြတ်မှုကိုဖြည့်ရှင်းနိုင်ရင်အမှတ်ရမည်ဆိုတဲ့တာဝန်ပေးလာပါတယ်မင်းကလေးဟာရခိုင်ကရထားတဲ့ hacking skill ကိုသုံးပြီးဝမ်းကွဲညီမရဲ့ကွန်ပျူတာထဲကမူရင်းဗီဒီယိုကိုရှာဖွေဖော်ထုတ်ကအင်တာနက်ပေါ်ပြန်တင်လိုက်ပါတယ်အမှန်တရားပေါ်သွားတဲ့အခါမှာတော့ဝမ်းကွဲညီမဟာလူအများရဲ့ဝိုင်းဝန်းကြရဲ့မှုကိုပြန်လည်ခန်းစားလိုက်ရပါတော့တယ်ဝမ်းကွဲညီမကဆွေမျိုးချင်းမို့လို့ရဲတိုင်မှာမဟုတ်ဘူးလို့အပိုင်တွက်ထားပေမဲ့မင်းကလေးကတော့နောက်တနေ့မှာပဲရဲစခန်းကိုတွားလိုက်ပါတယ်ရဲတွေကဖုန်းဆက်ခေါ်တာကိုတော့လိန်နေတာလို့ထင်ပြီးဆဲဆူနေတဲ့ဝမ်းကွဲညီမဟာအိမ်ရှိထိရဲတွေရောက်လာမှပဲတုံးလုံးသွားပါတော့တယ်တောင်းပန်ရင်ပြီးသွားမှာပဲလို့ထင်နေတဲ့ညီမဖြစ်သူကိုမင်းကလေးကတောင်းပန်ယုံနဲ့အကုန်ပြီးသွားမယ်ဆိုရင်ဥပဒေဆိုတာရှိလာမှာမဟုတ်ဘူးငါနင့်ကိုအခွင့်အရေးပေးခဲ့တော့ကနင့်တမိုးမထားခဲ့တာလေလို့ပြက်ပြက်တတပြောကဥပဒေအတိုင်းဆောင်ရွက်ခိုင်းလိုက်ပါတယ်ဝမ်းကွဲညီမရဲ့မိဘတွေဟာပတ်စံရှိတာကိုအားကိုးပြီးမင်းကလေးရဲ့အိမ်ထိလာရောက်အော်ဟစ်စော်ကားကြပါတယ်သူတို့ဟာအမားကိုဝန်မခံပဲအိမ်ရှိမှာပြဿနာရှာနေကြတာကြောင့်အိမ်နီးနားချင်းတွေပါဝိုင်းကြည့်ကုန်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးဟာသူမရထားတဲ့ငှက်ဘာသာစကားနားလေတဲ့စွမ်းရည်ကိုတတိယသွားပြီးကောင်းကင်ကပြန်တန်းနေတဲ့ငှက်တွေကိုကြည့်ကအကြံတစ်ခုရသွားပါတော့တယ်အမှန်တရားဆိုတာဖုံးကွယ်ထားလို့မရတယ်လို့မနာလိုစိတ်နဲ့တခြားသူကိုဖျက်ဆီးဖို့ကြိုးစားရင်မိမိကိုယ်တိုင်ပဲပြဖြစ်ရတတ်ပါတယ်အမှန်တရားဘက်ကယက်တီပေးတဲ့ပရိသတ်တွေရှိလို့ကျွန်တော်တို့ဒီအဆင့်ထိရောက်လာတာပါနောက်ထပ်ဘလို့ပညာပေးမှုတွေလာအောင်မလဲဆိုတာသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့တော့မတရားမှုကိုအတူတူတိုက်ဖြတ်ဖို့ဒီဗီဒီယိုလေးကို share ပေးပြီးကူညီပေးကြပါဦးခင်ဗျာ